တင်းယောက်ျားကတင်ပြောတဲ့စကားနားမထောင်ဘူးတင်းရဲ့ချစ်သူကတင်ပြောတဲ့စကားနားမထောင်ဆိုရင်တင်းနေနဲ့ဒီနီလန်းတစ်ချက်ကိုအတုံးချဖို့လိုပါတယ်ခင်ဗျတင်းနေနဲ့သူ့ကိုဖြစ်ချင်တဲ့အရာဟုတ်တယ်ဟုတ်သူ့ကိုဖြစ်စေချင်တဲ့အရာကိုတင်းနေနဲ့မပြောသေးပါနဲ့ခင်ဗျတင်းနေနဲ့ဘယ်အရာကိုအရင်ဆုံးပြောရမလဲဆိုတော့သူဘာဝါသနာပါလဲသူဘာတွေကြိုက်လဲအဲ့ဒီအရာနောက်ကိုတင်းနေနဲ့သူနဲ့လိုက်ရောပြီးတော့အရင်ဆုံးပြောပြီးဖို့လိုတယ်ပြောပေးပြီးမှအချိန်ခဏကြာတော့မှတင့်နေနဲ့တင်ဖြစ်ချင်တဲ့အရာတင်လိုချင်တဲ့အရာကိုတင့်နေနဲ့နှောက်ဆုံးမှပြောဖို့လိုပါတယ်ခင်ဗျတင်းရဲ့ယောက်ျားကပြောစကားနားမထောင်ဘူးတင်းရဲ့ချစ်သူကတင်ပြောတဲ့စကားကိုနားမထောင်ဘူးဆိုရင်တင်လိုအဆောင်ကိုအသုံးပြုပြီးတော့သူ့ကိုလိုထိန်းချုပ်ထားလို့ရပါတယ်ခင်ဗျအဆောင်ကိုအသုံးပြုချင်တယ်ဆိုရင် CIP မှာအမြန်ဆုံးပြောထားလို့ရပါတယ်ခင်ဗျအဆောင်ကနိုင်ငံတိုင်းကိုပို့ပေးနေပါတယ်ခင်ဗျအားလုံးကိုအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျ